မင်္ဂလာပါရှင်စတော်ဘယ်ရီနိုးစင်းကြောက်ကြောလေးလူပြမယ်နော်ရေ900 ml ကိုအိုးထဲထည့်မီးအသင့်တင်နဲ့တည်ပါမယ်ကြောက်ကြောမုတ်ထမင်းစားစွန်းတစ်စွန်းထည့်ပြီးကြောက်ကြောပြောအောင်မှွေပါမယ်ရှင်တကြားကိုဆန်ချင်းခွက်တစ်ခွက်ထည့်ပါမယ်ရှင်ပပွက်ဆူလာရင်နိုးစိမ်း200 ml ထည့်ပါမယ်ရှင်2 မိနစ်လောက်စုပြီးရင်တဝက်ကိုဘန်းတိတ်ထည့်ပါမယ်ရှင်နိုးစိမ်းတစ်လွှာရပါပြီစတော်ဘယ်ရီတလွှာလုပ်ဖို့ပထမအကြိမ်တိုင်းကြောက်ကြောကိုကျူပါမယ်ရှင်ပပွင့်စုံနေတဲ့ကြောက်ကြောရည်တဲ့ဘူးကြိတ်ထားတဲ့စတော်ဘယ်ရီ250 ml ထည့်ပါမယ်တကြားဆန်ချင်းခွက်တစ်ဝက်ထည့်ပါမယ်ရှင်စူပွက်လာရင်တဝက်ကိုပထမနို့စိမ်းလွှာဖို့ကိုဖြင်းချင်းစွာလောင်းထည့်ပါပုံစံခွက်အသေးလေးတွေနဲ့လည်းကြောက်ကြောလေးတွေကိုလုပ်ပါမယ်ရှင်နို့စိမ်းတစ်လွှာထပ်လောင်းထည့်ပါမယ်ရှင်စတော်ဘယ်ရီသီးလေးတွေကိုစီထည့်ပေးပါမယ်ကြောက်ကြောအကြည်လွှာအတွက်ပထမအကြိမ်တိုင်းကြောက်ကြောချိုပါမယ်ရှင်ပပွင့်ဆူလာရင်ဘန်းတဲကိုထည့်ပါမယ်3 နာရီလောက်အေးခံလိုက်ပြီးရင်တော့ကြောက်ကြောလေးတွေကိုပုံစံခွက်ထဲကနေထုတ်လို့ရပါပြီရှင်စိတ်ကြိုက်လှိဖြတ်ပြီးရင်တော့ချင်းချင်းချိုချိုလေးနဲ့အရန်စားကောင်းတဲ့စတော်ဘယ်ရီနူစိမ်းကြောက်ကြောလေးရပါပြီနော်ရိုးရှင်းတဲ့မုံလုံးမီလေးတွေနဲ့ပျော်ပျော်ချက်ဖို့အင်ရှင်မအကောင့်လေးကို like and follow လုပ်ပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်